တခါတော့ကပင်လေကမ်းစပ်မှာအုံးပင်တပင်ပေါ်မှာရှင်ဇနီးမောင်နှံနှစ်ကောင်နေတယ်တဲ့အဲ့ဒီလိုနေရင်တနေ့ကျတော့ရှင်မလေးကအုံးပင်ပေါ်ကဆင်းပြီးတော့ပင်လေရေကိုဆင်းတောက်တာအဲ့ဒီမှာပင်လေဒီလှိုင်းတစ်ခုကလိမ့်လာပြီးတော့သူ့ကိုတခါတည်းအုပ်ပြီးတော့ဆွဲခေါ်သွားအဲ့ဒီပင်လေရေထဲမှာနစ်ပြီးတော့အဲ့ဒီရှင်မလေးတည်တယ်ရှင်မလေးကသေးသေးလေးဆိုတော့လှိုင်းကြီးလာတာဘယ်မြင်မှာလဲအဲ့တော့အချိန်တန်တော့ပြန်မလာတော့ရှင်ဘိုကအုံးပင်ပေါ်ကနေနေစရာမရှိတော့ငါရှင်မလေးပြန်မလာဘူးအဲ့ဒါနဲ့အုံးပင်ပေါ်ကနေဆင်းပြီးတော့ဒီရှင်မလေးဟာပင်လေထဲမှာရှိတယ်ဒီပင်လေထဲရောက်သွားတာကနေပြန်မလာတာအဲ့တော့ဒီရှင်မလေးကို तू တိတ်ပြီးတော့တွေ့ကျင်တယ်ဆိုရင်ဘယ်လိုလုပ်မလဲအဲ့ဒါနဲ့ရှင်မလေးကိုတွေ့ကျင်တဲ့ဇောနော်ဒီချစ်ခင်မှုကသူ့ကိုဘယ်လောက်ထိနှိပ်စက်တယ်လဲဆိုတော့ရှင်မလေးဒီပင်လေထဲမှာရှိတယ်ဒီပင်လေထဲမှာရှိတယ်ငါသူ့ကိုတွေ့အောင်ဘယ်နဲ့လုပ်ရမလဲအဲ့တော့ဘာလုပ်တုံဆိုတော့အဲ့ဒီပင်လေထဲကိုခဏလေးဆင်းအမိကလေးကိုစိမ့်ပြီးတော့ကမ်းပေါ်ပြန်တက်ရေဆွတ်ထားတဲ့အမိလေးကိုဇက်ဆိုခါခဏနေတော့ပင်လေထဲဆင်းအဲ့ဒီအမိလေးကိုစိမ့်နှစ်ပြီးတော့ကမ်းပေါ်ပြန်တက်ဇက်ဆိုခါအဲ့ဒီလိုခောက်တုတ်ခောက်ပြန်လုံနေတော့ကမ်းဆောင်နှက်ကြီးကမြင်တော့တနာတယ်တဲ့ကြည်စမ်းရှင်ကလေးချစ်ချင်းကြောင့်ပင်ပန်းနေပြီအဲ့ဒါနဲ့ကမ်းဆောင်နှက်ကကိုထင်ရှားပြပြီးတော့မင်းဘာလုပ်တာတော့ကျုပ်ချစ်တဲ့ရှင်ကလေးဒီပင်လေထဲမှာရှိဒီရှင်မလေးကိုတွေ့ဖို့အတွက်ပင်လေရည်ဒီခမ်းအောင်ကြိုးစားနေတာဒကမာကြီးတွေဘာလုပ်နေတာလဲတော့ပင်လေရည်ခမ်းအောင်အမိနဲ့နှစ်ပြီးတော့ခါနေတာတဲ့အဲ့ဒီတော့ကမ်းဆောင်နှက်ကမဖြစ်နိုင်ဘူးနော်ဒါမဖြစ်နိုင်ဘူးမင်းသေလာသွားမယ်ပင်လေရည်တွေဘယ်တော့မှခမ်းမှာမဟုတ်မင်းချစ်ချင်းကြောင့်ပင်ပန်းနေပြီမင်းကသာမင်းရှင်မလေးကိုချစ်လို့ပင်ပန်းနေတာမောင်ကြီးတနာလွန်းလို့မင်းချစ်တဲ့ရှင်မလေးကဘဝပြောင်းပြီးတော့ဟောဒီပင်လေကြီးကိုအစိုးရတဲ့ပင်လေဆောင်နတ်မင်းကြီးရဲ့နတ်မိဖုရားလေးဖြစ်နေတယ်မောင်ဟာဟုတ်လားမျက်လုံးကျူးသွားတယ်ရှင်လေးကအဲ့ဒါနဲ့ဖန်ဆင်းပြတယ်တဲ့ပုံမြင်တော့အေးဖန်ဆင်းပြတယ်တဲ့အဲ့တော့ပင်လေဆောင်နတ်မင်းကြီးရဲ့ဘေးမှာပြုံကလေးနေမှာပေါ့စိတ်ကူးတဲ့မြင်အောင်လာကြည့်ပြီတော့ဟုတ်လားအဲ့ဒီတော့အောက်ကရှင့်မိုးလေးကမော့ကြည့်ပြီးတော့ကြည်စမ်းငါကသာသူ့ကိုတွေ့ကျင်လို့ကြခုတ်ကြခဲကြိုးစားနေရတာဒင်းကပျော်လို့ပါလားပိဋကရဲ့စိတ်တွေပြောင်းသွားပြီစိတ်တွေတခါလဲပြောင်းသွားပြီခုနတုန်းကချစ်ချင်းအခုမုန်းချင်းရောက်သွားပြီ